မိတ်ဆွေတို့ရေမင်္ဂလာပါဗျဒီနေ့ကျွန်တော်ပြန်လဲပြီး share လင်းလုပ်ပေးမယ်အကြောင်းအရာလေးကတော့ပေးပုံစံကနေပြီးတော့ရိုးရိုးအကောက်ပုံစံပြန်ပြောင်းတဲ့နီလန်းလေးကိုပြန်လဲပြီးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိမိတို့ရဲ့ Facebook တွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးတော့ရဆိုတော့အခုကျွန်တော်တို့ကိုယ့်ရဲ့ Facebook profile တွေကိုဆက်ပြီးတော့ဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျကိုယ့်ရဲ့ profile တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်ခေါင်းလောင်းလေးရှိတယ်ပေါ့နော်အဲ့ခေါင်းလောင်းလေးရဲ့ကျွန်တော်ဒီဘေးမှာအဆက်လေးသုံးသက်ရှိပါတယ်အဲ့ဒီဆက်လေးသုံးသက်ကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဆက်လေးသုံးသက်ကိုနှိပ်ပြီးတော့ဆိုတော့ဒီမှာဆိုရင်နည်းနည်းလေးပေါ်ဆွတင်လိုက်မယ်ဆွတင်ပြီးတော့ဆိုရင်ဒီမှာဆိုရင် to of professional mode ဆိုတဲ့ကျွန်တော်တို့ဒီစာတန်းခလုတ်လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာပြီဆိုတော့ continue ဆိုတဲ့ကျွန်တော်တို့အပြရောင်စာတန်းခလုတ်လေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျစာတန်းခလုတ်လေးကိုနှိပ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ to all ဆိုတဲ့ကျွန်တော်တို့စာတန်းကလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်တော့ဒီလိုမျိုးလေးပေါ်လိုက်ပြီဆိုတော့ close ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကိုပေးပုံစံပြောင်းထားတဲ့နေပြီးတော့ပေးပုံစံကနေပြီးတော့ကျွန်တော်တို့ရိုးရိုးအကောက်ပုံစံကိုပြန်ပြီးတော့ဖြစ်သွားပြီပဲဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့အနေနဲ့အပေါ်ကနေအောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့မွေရင်း Facebook ရိုးရိုးအကောက်ပုံစံကိုပြန်လဲပြီးတော့ရရှိသွားပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပေါ့เนาะ add to story ဆိုတော့ပြလာပြီဆိုရင်ကျွန်တော်တို့ရိုးရိုးအကောက်ပုံစံပြန်ဖြစ်သွားပြီပဲဖြစ်ပါတယ်ဗျအခုလိုမျိုးနည်းပညာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ Facebook page လေးကို like and follower လေးလုပ်ပြီးတော့အားပေးကြပါအောင်เนาะမိတ်ဆွေများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျ